ကောင်မလေးသည်တိတ်တဆိတ်လက်ချောင်းကိုဖောက်ပြီးထွက်လာသောသွေးဆက်ကိုခပ်ပေါ်သို့တုပ်လိုက်သည်ဘေးရင်ဆရာကသူမကိုတစ်ချက်သာကြည့်လိုက်တော့လဲချက်ချင်းပင်ထူးခြားသောကံကြမ္မာပိုင်ရှင်ဟုသတ်မှတ်လိုက်သည်သူမသည်ချမ်းသာကုန်ရှင်မြင့်မြတ်သောဘဝကိုပိုင်ဆိုင်ရမည်သူဖြစ်ကြောင်းကြေညာလိုက်သည်ထိုစကားကြသည်နှင့်လူအုပ်ကြားတွင်တီးတိုးပြောဆိုတမ်းများပြန့်နှံ့သွားသည်သို့သောမင်းသမီး၏ခါဘက်ကိုမြင်လိုက်သည့်အခါဘေးရင်ဆရာမှာအံ့အားသင့်ကရပ်တန့်သွားသည်အဘဲကြောင့်ဆိုသောမင်းသမီး၏ခါဘက်ပေါ်တွင်လည်းအနီရောင်မှတ်တစ်ခုရှိနေခဲ့သောကြောင့်ဖြစ်သည်ဒါပေမဲ့ဘယင်မဆိုတာတဦးတည်းသာရှိနိုင်သည်အမှန်မှာဘေးရင်ဆရာသည်ကြိုတင်လက်ထိုးခံထားရပြီးဖြစ်သည်ခါဘက်ပေါ်တွင်အနီရောင်မှတ်ရှိသူကိုသာဘယင်မအစစ်အမှန်ဖြစ်တတ်မှတ်ရန်ညွှန်ကြားခံထားရသည်ထို့ကြောင့်မတက်တာပဲမင်းသမီးမှလည်းဘယင်မဖြစ်ရန်အရေးချင်းပြည့်မိကြောင်းထပ်မံကြေညာလိုက်ရသည်ထိုရလက်ကြောင့်လူတိုင်းအလွန်အံ့အားသင့်သွားကြသည်စစ်ဆေးမှုများပင်ဘလို့မှတ်ပေးရမည်ကိုမသိတော့ဘဲအခက်တွေ့နေကြသည်ထို့ကြောင့်ဘယင်မအစစ်ကိုရွေးချယ်နိုင်ရန်ပြိုင်ပွဲကိုဆက်လက်ကျင်းပရန်ဆုံးဖြတ်လိုက်ကြသည်စစ်ဆေးမှုများကပြိုင်ပွဲဝင်အားလုံးကိုမိတ်ကပ်ဖြတ်ခိုင်းပြီးမျက်နှာအင်္ဂါရက်များကိုထပ်မံစစ်ဆေးမိဟုကြေညာသည်ကောင်မလေးကမင်းသမီးလည်းမျက်နှာတုပ်နေသည်ကိုမြင်လိုက်ရသဖြင့်စိတ်သက်သာရသွားသည်သို့သောနောက်တစ်စက္ကန့်တွင်သူမ၏မျက်နှာတုပ်ပွားကိုထိထားသောလက်ချောင်းများပေါ်၌အနီရောင်အဖူးပိတ်များပေါ်လာတော့သည်တယောက်ကသူမကိုလှုပ်ဝက်စွာကြံစီထားကြောင်းချက်ချင်းသဘောပေါက်လိုက်သည်သို့သောသူမမထိတ်လန့်ခဲ့ပေအခြားပြိုင်ပွဲဝင်တဦးထံမှမျက်နှာတုပ်ပွားတစ်ထည်ငှားယူကမိမိမျက်နှာကိုတုပ်တရောင်ဆောင်လိုက်သည်ထိုနည်းဖြင့်ထောင်ချောင်းမှလွတ်မြောက်သွားခဲ့သည်မျက်နှာဖက်ခြင်းဖြင့်အနိုင်ရသူကိုမဆုံးဖြတ်နိုင်သဖြင့်စီးမြင်များကိုထပ်မံပြောင်းလဲလိုက်ကြသည်ယခုတစ်ချိန်တွင်ဟင်းချက်ပြိုင်ပွဲကျင်းပမည်ဖြစ်သည်ပြိုင်ပွဲစတင်သည့်နှင့်မင်းသမီးကသူမ၏အစီခံများကိုလှုပ်ဝက်အမိန့်ပေးလိုက်သည်သူတို့ကကောင်မလေးဟင်းချက်ရန်ပါဝင်ပစ္စည်းများအားလုံးကိုခိုးယူသွားကြသည်နောက်ဆုံးတွင်ပဲနီနေကောင်းမြင့်မုံသာကျန်တော့သည်အခြားရွေးချယ်စရာမရှိတော့သဖြင့်ကောင်မလေးသည်ပဲနီကောင်းမြင့်လုံးချိုးပွဲတစ်ပွဲပြုလုပ်လိုက်သည်ပြီးခါနီးအချိန်တွင်တကြားမရှိကြောင်းသိလိုက်ရသည်အလျင်မြန်ဖြင့်အခြားသူများထံအကူအညီတောင်းရန်စူးစမ်းနေစဉ်အစီခံမတအုပ်ကအခွင့်ကောင်းယူပြီးသူမ၏ချိုးပွဲကိုဖျက်ဆီးရန်စူးစမ်းခဲ့သည်မမျော်လင့်ပဲထိုဖြစ်ပျက်ကိုစစ်ဆေးမှုတဦးကမြင်တွေ့သွားသည်သူကချက်ချင်းတားဆီးလိုက်သဖြင့်ကောင်မလေးသည်သူမ၏ဟင်းပွဲကိုအောင်မြင်စွာပြီးတက်နိုင်ခဲ့သည်မင်းသမီး၏ချိုးပွဲမှာအလွန်လှပပြီးစားကျင်စပွဲကောင်းနေသည်မြင်သူတိုင်းသွားရည်ကြစေခဲ့သည်ထိုအချိန်တွင်ကောင်မလေး၏မျက်နှာမှာစိုးရိမ်မှုများဖြင့်မှောင်မိုက်နေခဲ့သည်လူတိုင်းကရလက်ကိုခံမှန်းပြီးသားဟုထင်နေကြသည်သို့သောအမှန်တကယ်စားသုံးစမ်းသက်ချိန်ရောက်လာသောအခါအားလုံး၏မျှော်လင့်ချက်များပြောင်းလဲသွားသည်မိဖုရားကြီးသည်ကောင်မလေး၏ပဲနီကောင်းညင်းလုံးကိုမြည်ဆန်းပြီးနောက်ဘာမှမပြောခဲ့ပေထို့နောက်မင်းသမီး၏ဟင်းပွဲဘက်သို့လှည့်သွားသည်ပထမဦးစွာရင်းဤလှပသောအသွင်ပြင်ကိုချီကျူးလိုက်ပြီးမစားရသေးခင်ကတည်းကအရသာကောင်းမည်ဟုထင်ခဲ့သည်သို့သောတကိုက်တာကိုက်လိုက်သည်နှင့်ချက်ချင်းထွေးထုတ်လိုက်သည်အရသာဆိုးရွားလုံးပြီးမျိုးချ၍ပင်မရကြောင်းပြောဆိုလိုက်သည်ထို့နောက်စစ်ဆေးမှုကရလက်ကိုချက်ချင်းကြေညာလိုက်ပြီးကောင်မလေးကပြိုင်ပွဲတွင်အနိုင်ရရှိခဲ့သည်နောက်ဆုံးတွင်ကောင်မလေးသည်ဘယင်မအသစ်အဖြစ်ရွေးချယ်ခံခဲ့ရလေသည်